ဂျာမန်လိတေးသွားဝေမိုးစော် Fire Sport ကဲရောက်ဖငါပြောမယ်တေးချနားတော့အမေရိကန်လိုင်းစင်မှာပါပဲလာချုပ်တဲ့စပိန်ကမိုင်းသားတွေဟောအခုလန်ဒန်ဆေးရုံမှာအရေးပေါ်အခြေအနေဖြစ်နေပြီဘလို့နေသေးလဲလို့လူမမာသွားမိတော့တမုံကျုံတဲ့အာဆင်နယ်ကိုနတ်ဗျားတွေနဲ့တိုင်ပြောမယ်လို့ပြန်ပြောမယ်အော်ကြည်ရတာစင်မြူနေကြီးကြောင်သွားပြီထင်ရဲ့ဟုတ်ပါတယ်လေမာကုံရှိတဲ့ခံတက်ကိုမှအာရီတာရဲ့အာမီကြီးကမှန်ညာမတာဖြိုခွင်းလိုက်တော့သူတို့ခင်ဗျာမိုးပြူသွားရောက်ပေါ့လေဇမ်မာရှိုးဗေဒါကိုဆက်ပြီးဖလိုဘလောက်မိုက်တဲ့ကောက်ကြောင်းလဲဗျကြည်စမ်းစောင့်ရမ်းအထာကြဂိုးရီရောဖလူးရီရောတိုက်လေရင်ကိုဟိုင်ဘာစောနေတက်ထားသလားပဲကွာအာဆင်နယ်ရဲ့စေတန်းကြတိုက်ခတ်ခြင်းအောက်မှာအရက်စကန်မတ်ထရစ်လူမမဲလေးတွေခင်ဗျာဒန်ယာတန်ချက်တွေဗရာဘပေါ့ဟောအမရီမြက်ခင်းဘုံအတလက်တီကိုအရှင်လက်လက်မြေမြုပ်ခံရဆိုသောဘုံတန်တွေပေချံခဲခြင်းမျိုးပါငါတို့အိုင်းလောက်ဒီသွေးဆိုးပြခဲ့တာကငါတို့ရဲ့မာနအလှကုန်းကိုထုတ်လွှင့်ခဲ့လို့ပဲစိုးဆက်တီကိုအခါသိမ့်လို့နောက်တကထပ်ထွေရင်တော့ထပ်ချိတ်ပေးပါဦးမလေအပြင်းစားထိုးစင်းနဲ့နတ်ဆိုးတွေလိုကြောင်မဲ့ဖွဲကောင်းတဲ့အနီရောင်စစ်ကြောင်းရဲ့ဒရဇက်တိုက်ခိုက်မှုအရှိန်ကိုတားဆီးဖို့ရစင်မြူနေခမရဲလျာတွေလည်းတိုးမပေါက်ခဲ့ပါဘူးလေဝင်သက်တွေဒရမာနှင်းစီလိုလှနေတဲ့အမရိတကိုးကိုငေးရင်းနဲ့အသက်ရှူတန်ကိုတော့တိန်တွေလိုမျောခွင့်ပေးခဲ့တယ်အမရိကိုလိုင်းစမပါပဲကျူးကျော်လာရင်ဒီလိုနှိမ့်နှင်းခံရမှာဖြစ်ကြောင်းကဘာတစ်ခွင်မှာပုံအောင်နေတဲ့ရန်သူအပေါင်းကိုပါသတိပေးလိုက်ခြင်းပေါ့လေအမရိနေအောင်တကိုးနဲ့ပုံအောင်နေတဲ့ရန်သူအပေါင်းကိုသတိပေးလိုက်အရင်လိုမဟုတ်တဲ့ဂန်းနာဟာတရာဆန်းပါလို့တော့မလုံနဲ့တော့လုံရည်ဖြစ်သောတိုက်ခိုက်မှုအာဏာဟာအာဆင်နယ်မှာတရားဝင်တည်ရှိနေပြီအဒရဒီကိုရဲ့ရေတိမ်နှစ်သွားသောဖြစ်ရမှာဟီရိုဟာအာဆင်နယ်တသိန်းလုံးပဲတသွေးတဲ့စီးကလို့ဒီလိုအရသာမျိုးကိုမြည်ဆန်းခွင့်ရခဲ့တာလေရန်သူတော်မာကုံအပြစ်ခံတဲ့ကြီးအပိုင်းပိုင်းပျက်စီးသွားအောင်ငါတို့စနေတကြဖြိုခွဲခဲ့တယ်ဟိုးအတိတ်ညတွေလို့စိတ်မချစရာမရှိတော့တဲ့ဒီအသိရလက်ရှိဆက်ဆံရေးကိုတော့ခုံမီရွတ်သွမိတာတိတ်တဘာဝကြတယ်ပြီးတော့ဒီရွတ်သွမှုမှာညဉ့်ညမ်းမှုလုံးဝမရှိပါဘူးဘွဲကရဲ့ပဲတစ်ချက်ပြန်လှည့်ရရင်ဘွဲအစားကလေးကဇွတ်တင်းခံနေတဲ့ရန်သူခံတဲ့ဟာတပိုင်းတောက်ခံနိုင်ပေမဲ့ငါတို့ရဲ့ဒရဇက်ပြစ်တဲ့ဂိုးတွေကြောင့်ဒုတိယပိုင်းမှာမရှုမလားဖြစ်သွားတယ်ဇာမသားတွေရဲ့ဂိုးတွေဗေဒါရဲ့ဂိုးတွေဒီဂိုးအားလုံးမှာအကြံဖတ်လုံးဝမပါအမှန်ကန်တွေသာဖြစ်ခဲ့တယ်တနည်းအားဖြင့်ရန်သူပြိုစေတဲ့အညှို့ဂိုးတွေပေါ့လေငါတို့ရဲ့ရိုးရာမပြတ်ဆက်ပြီး flow တွေကအတတ်တဆုံးတာယာဆိုပြနေတယ်ကစားကွက်ရောကစားအားရောအတိုင်းနဲ့အလုံးပဲနောက်တစ်ချက်ကအာဆင်နယ်ကိုဘလို့ဂိုးသွင်းရမလဲဆိုတဲ့ပုတ်စာကိုဒိဗန်ပညာရှင်တွေနဲ့တိုင်ပင်တင်ပါပြီခက်ခဲနေတဲ့အာဆင်နယ်နန်းရန်အကဟာတကယ်တတိုင်းကြီးတဖွဲ့ပါပဲဒါကြုံလုံးကြွားတဲ့အထာပါဒီတော့ဒီညအာဆင်နယ်ရဲ့တန်ရောစင်ဂိုးပန်းတွေဟာငါတို့ရဲ့အသွေးသားတဲ့အထိမှုပြတ်စေခဲ့တယ်အဲ့ဒီအမရိဂိုးမိုးတွေကငါတို့ရဲ့ဘော်ဒဦးမနက်ခင်းကိုနာသမီတောက်ရီကန်နဲ့ရောက်သွားလောက်အောင်ပဲအာဆင်နယ်ပေးတဲ့ချစ်ချင်းမြစ်တာတွေကငါတို့ဘယ်အရက်ဘယ်ဒေသမှာပဲရှိရှိတီရှိရာရဝုန်းတွေအထိနှွေးထွေးစေတယ်ဖြားနာနေတဲ့ကဘာကြီးထဲမှာအချစ်လက်ပွားလေးအာဆင်နယ်ရှိတဲ့ညာချမ်းလေးတွေရပြီဒီလောက်ဆိုရင်ငါတို့အတွက်ကဘာဟာနေပြောစရာဖြစ်ပြီအနေရောင်ရင်လွမ်းချုံထားတဲ့ဒီညရဲ့စီးစာကတာဝရင်သာပဲဒီလိုရတာရှိလာတော့အရာရှိစမ်းတဲ့နိုင်ပွဲတွေစုပ်ပြတ်တဲ့အခါမှာငါတို့ရဲ့ခိုးမက်ထားတဲ့အိမ်မက်တွေကတဖြည်းဖြည်းနဲ့အသက်ဝင်လာသလိုရှိလာတယ်ဒီအိမ်မက်တွေကဥပဒေနဲ့လုတ်ကင်းတာမဟုတ်ရောက်ဖကြီးငါတို့ရအောင်ဆက်သွားကြစို့ဟေ့ကဲချေတော့ရပါလို့အနေထိုင်သွားလားအစစအရာရာဂယူးဆိုင်ကြပါဗျာ Fire Sport တန်းစီနားဆင်ပြီးတော့စိတ်ချမ်းသာခြင်းကဲအောင်ပါစေလို့ဆုတောင်းမြတ်တာပို့ပါတယ်ဒီဗီဒီယိုကို like and share လေးဝန်းရံရင်းနဲ့ရင်ဘတ်ကြီးနဲ့ပို့လိုက်တဲ့တန်းစင်တွေအချစ်တွေဖြစ်ပါစေဗျာ